Assalamu alaikum warahmatullahi wabarakatuh မမူကလေးလက်ရှိရောက်နေတဲ့နေရာလေးကတော့ဘူလာကုန်းဝဆိုင်လေးမှာပါနော်ဘူလာကုန်းဝဆိုင်မှာရောက်နေပါတယ်နော်မမူပဲမြမမူတကယ်ကြီးမမူမိတ်ဆွေများနိုးအေးလေးတွေနော်နိုးအေးလေးတွေမှားခြင်းလားနော်နိုးအေးလေးတွေမှားခြင်းလားနော်နိုးခြင်းမှားခြင်းလားနိုးအေးမှာမလားနိုးခြင်းမှာမလားကြိုက်တာမှားလို့ရတယ်နော်အော်ရာမှားလို့ရပါတယ်နော်မင်္ဂလာဆောင်မလားလဲအော်ရာမှားလို့ရတယ်အလူလုံးမလားလဲအော်ရာမှားလို့ရပါတယ်ဝင်းလေးလုံးမလားလဲအော်ရာမှားလို့ရပါတယ်နော်မမူပဲမြမမူတကယ်ကြီးမမူမိတ်ဆွေများမှားခြင်းနဲ့စာနာရှိခဲ့ရင်လမ်းလိပ်စာလေးကတော့20နဲ့မှ2လမ်း8384ကြားထဲမှာဖွင့်လှစ်ထားပါတယ်နော်မူလကွန်းအတိုင်းမှာမေးလို့ရပါတယ်နော်မူလကွန်းအတိုင်းမှာမေးလို့ရပါတယ်နို့အေးမှာမလားဒင်းချင်းမှာမလားနို့ကြိုက်တာနို့နဲ့ပတ်သက်တဲ့ဥစ္စာမှားလို့ရပါတယ်နော်မမူပဲမြလာရောအားပေးလို့ရပြီမူလဆိုင်လေးကိုလာမေးမြန်းလို့ရပါပြီနော်မူလဆိုင်လေး900ဆိုင်လေးပါနော်900ဆိုင်လေးက20နဲ့မှ2လမ်း8384ကြားထဲမှာဖွင့်လှစ်ထားတယ်နော်အစလာမုအလိုင်ကွမ်